ရှင်ဘတ်ဒီတော့ဒီပုံစံတိုင်းခွန်6တင်5 40ခွန်5 2 6 5 2 3 9 3ညခွန်2 6 6 9ဆိုပြီးတော့ထွက်တယ်ဗောနော်နောက်ကွက်ကျော်ပြီးတော့ဒီမှာဒီပုံစံတိုင်းထွက်တယ်ဘာလို့ပြောချင်လဲဆိုဒီမှာ6ပိတ်ဒီမှာ6ပိတ်ဒီမှာ6ပိတ်ထွက်ခဲ့တယ်အဲ့မှာဆိုရင်ဒီယခုဘက်ဒီနော်ယခုဘက်အရင်နှစ်ဘက်ကျော်မှာလဲတုံညာပိတ်ဆိုထွက်ခဲ့တယ်ခုနှစ်ဘက်ကျော်မှာဘာထွက်နေတော့ဆိုတော့ဒီနေ့မှာဗုဒ္ဓဟူးနေ့ပေါ့နော်ကျွန်တော်တို့ဤဒီဗုဒ္ဓဟူး26ဒီနေ့မနေ့ထွက်တော့ဟာနော်မနေ့ထွက်တော့တယ်ဆိုရင်ညနေဘာထွက်မလဲကမန်းကြီးနဲ့တွေ့ကြည့်လိုက်မယ်ကွာဒီမှာ6ဒီမှာ6ဒီမှာ6ဒီမှာတုံညာဒီမှာတုံညာဒီမှာတုံညာအဲ့မှာဆိုရင်ဒီမှာ6ချပြီးတော့တယ်နော်အဲ့ဒါရင်ကမန်းကြီးနဲ့တွေ့မယ်ဆိုတုံညာဒါတော့ဖြစ်နိုင်တာကိုပြောပြပါနော်တုံညာဒီမှာဆိုရင်ခွန်နော်ခွန်မှာဆိုရင်ဘယ်လိုရတော့တာလဲအဲ့မှာဆိုရင်3ခုနှစ်ဒီမှာနှစ်ပါပါခွန်မရိတ်နှစ်နဲ့ခွန်နဲ့နှစ်ခွန်ပေါ့နော်ဒါမှမဟုတ်ရင်ဒူခွန်နှစ်ခွန်ဆိုဒီမှာလဲ8ခွန်ခွန်တော့30အဲ့ဒါ9နဲ့30ဟုတ်တယ်မလားဒီမှာဆိုရင်ခွန်နဲ့နှစ်နဲ့ဆိုဒီမှာခွန်ချပြတော့တယ်ကျွန်တော်တို့ကညနေမှာ9တောင်ညတလုံးအဲ့ဆိုရင်ကျွန်တော်တို့ညနေတုတ်ဆရာ50နဲ့တောင်ညဒါမနေ့ပြောအားတယ်မလို့ညနေအားချင်းလည်းအောင်လို့လေနော်ဒါမြင်တာလေးပြောပြတာပါကျေးဇူးတော်ပါတယ်